ရန်ကုန်မှာကလေးတွေပြန်ပေးဆွဲပြီးတွားရွှေးနေရတဲ့လူကုန်ကူးမှုခွင်းဆက်ကွန်ရက်ကြီးတစ်ခုခင်ဗျားတို့ကိုဒီနေ့ကျွန်တော်ထုတ်ဖော်ပြသမှာဖြစ်ပါတယ်ရှမ်းပြည်နယ်ကကြားဖြတ်နေမန္တလေးကိုဘလို့ရောက်လာတယ်ဆိုတဲ့ကိစ္စတောင်မျိုးမွဲကြီးကတော့စီကားနေသေးပဲမလားအညာဒူဘိုင်းကိုစစ်တပ်ကတရွေ့ရွေ့ထိုးလာနေပါတယ်။ကျောင်းတုံးကမေကွန်းထုတ်တတ်အောင်တင်ပေးခဲ့ဘူးသလား။အခုမေကွန်းမထုတ်တတ်တဲ့ပြဿနာဟာအစိုးရအရက်ရက်စီပါတက်ရောက်နေကြတယ်။ဒီအခြေအနေတွေကိုကျွန်တော်တို့ဒီနေ့သုံးသပ်တင်ပြမှာဖြစ်တယ်လို့အဓိကရန်ကုန်ကလူကုန်ကူးကလေးတွေကိုပြန်ပေးဆွဲစစ်တပ်တွေကိုထည့်ပြီးဒီဂိုင်းကွန်ရက်ကြီးအကြောင်းကိုကျွန်တော်တို့ထုတ်ဖော်ပြသကြမယ်စလိုက်ရဖတ်စင်နဲ့ဆက်ရှိရောက်လာပြီးစစ်မှုထမ်းဥပဒေပြထည့်ပြီးပေါ်တာတွေဆွဲကြတယ်အဓိကမြို့ပြဒေသတွေမှာပေါ်တာဆွဲယုံမကလူရောင်းစားတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်နေတယ်စစ်မှုထမ်းဆင့်ခေါ်ခြင်းလဲမခံရအတင်းအဓမ္မဖမ်းဆီးပြီးလူရောင်းစားတာကိုယူစောတိတွေလူမိုက်တွေနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေပေါင်းပြီးလုံနေတဲ့ဈေးကွက်ကြီးတစ်ခုရန်ကုန်မှာထင်ထင်ရှားရှားကြီးပေါ်ပေါက်နေပြီမဲ့အကြမ်းဖက်စစ်တပ်ဟာလစ်လူရှူပြီးပြည်သူလူထုရဲ့မျက်ရည်ဇက်တွေနဲ့စစ်အာဏာရစ်ပလင်ကိုတိဆောက်နေပါတယ်ရန်ကုန်မှာလူမိုက်ဂိုင်းတွေနဲ့ရက်ကွက်လုံခြုံရေးအဖွဲ့ကပြူစောတိဆိုသူတွေပေါင်းပြီးတော့လူပြန်ပေးဆွဲတာအားလုံးလည်းသိပြီးသားဖြစ်ကြလိမ့်မယ်လက်ရှိကျွန်တော်ပြောပြနေတဲ့သတင်းကိုမိမိရဲ့တငယ်ချင်းအပေါင်းအသင်းရောင်းရင်းမိတ်ဆွေမိဘတွေသားသမီးရှိတဲ့မိဘတွေတိုင်းကိုပြန်လဲမျှဝေပြောပြပေးဖို့လေးလေးစားစားမေတ္တာရက်ခံပါတယ်လူတယောက်ပျောက်သွားရင်ရဲစခန်းသွားမတိုင်နဲ့ရဲစခန်းသွားတိုင်ပြီးလူပြောက်ကြော်ညာမကြော်ညာနဲ့အလကားပဲပေါ်တာဆွဲစစ်မှုထမ်းဥပဒေပေါ်ပေါက်ပြီးနောက်ပိုင်းမှာလူငယ်တွေပျောက်ဆုံးသွားရင်ရက်ကွက်အုပ်ကြီးတွေကတဆင့်နေပြေအပိုင်းလူမိုက်အုပ်စုတွေနဲ့ဆက်စုံစမ်းရတယ်ရန်ကုန်မှာလွန်ခဲ့သော4-5 ရက်ကတိကျတဲ့အချက်အလက်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်ရန်ကုန်တာဂေတမြို့နယ်အထက1ဆိုတာထူပါယုံကဝင်လာရင်လည်းရတယ်လို့ကျမ်းမာရေးမှတ်တိုင်ကဆင်းသွားရင်လည်းရတယ်ဒီက9 တန်းကျောင်းသားလေးတယောက်ပျောက်ဆုံးသွားခဲ့ပါတယ်ပျောက်ဆုံးပြီးတော့သူ့ရဲ့မိဘတွေကလိတ်လံစုံစမ်းတော့ညနေဘက်မှာလူတစုကဖမ်းသွားတယ်ကားပေါ်ဆွဲတင်သွားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်အဲ့ဒီမှာသူတို့နေထိုင်ရရက်ကွက်အုပ်ချုပ်ရေးမှုကိုသွားတိုင်ပါတယ်မိဘတွေကငိုယိုပြီးတော့ပေါ့ဗျာ9 တန်းကျောင်းသားဆိုရင်အသက်အလွန်ဆုံးရှိလား12 နှစ်ပေါ့13 နှစ်ပေါ့အသက်မပြည့်လဲပေါ်တာဆွဲပါတယ်ဖမ်းပါတယ်စစ်သေးထဲပါတယ်လူရောင်းစားပါတယ်အဲ့တော့ရက်ကွက်အုပ်ကြီးကဘာပြောလဲဆိုတော့နေဦးငါနဲ့သိတယ်တာဂေတလူမိုက်တွေကိုနင်တို့ဖုံးဆက်မိလိုက်သူတို့ကတဆင့်လိုက်ရတယ်တရားဥပဒေစိုးမိုးမှုလုံးဝပြည့်ရင်းသွားတဲ့အခြေအနေတခုလူမိုက်တွေကြီးဆိုးတဲ့အခြေအနေအဲ့တော့မိဘတွေကပြတလဲနဲ့တာဂေတလူမိုက်ကိုဖုံးဆက်ပြီးတော့ငိုယိုပြီးတော့ပြောပြပါတယ်အဲ့တော့တာဂေတလူမိုက်တဲ့အဖွဲ့ကတဆင့်ဆက်သွယ်ချိတ်ဆက်ပြီးတော့30နဲ့လာရွေးရမယ်လို့ပြောပါတယ်အဲ့ဒီရွေးတဲ့နေရာဘယ်နေရာမှာတွားရွေးရလဲသိလားအဲ့ဒါကိုမပြောပြခင်မှာပတ်စံ30ကင်သွားပြီးတော့အဲ့ဒီလူမိုက်တွေခေါ်တဲ့နေရာကိုတွားရွေးခွဲပါတယ်30ယူပြီးအဲ့ဒီမှာအဲ့လို9 တန်းကျောင်းသားလေးအရွယ်ဖမ်းထားတဲ့လူငယ်တွေအများကြီးပဲဈေးနှုန်းကအစားတတ်မှတ်ထားတယ်30 30 40
အသက်အရွယ်နဲ့ခန္ဓာကိုယ်ရွယ်စားကိုလိုက်ပြီး30 40 60 80ဆိုပြီးတော့ပေါ်တင်လူကုန်ကူးနေတဲ့ရန်ကုန်အခုတကေတာမှာပြန်ပြီးဆွဲခံရတဲ့ကလေးက9တန်းကျောင်းသားဆိုတော့လူညက်တယ်ပေါ့အကောင်သေးလို့30နဲ့ရတာတဲ့အဲ့ဒီတွားရွေးထုတ်တဲ့နေရာမှာပဲတကေတာကကျောင်းဆီယာမတယောက်ယောက်ျားအသက်40ကျော်ကိုပြန်ပေးဆွဲသွားလို့တွားရွေးတာ60ကျော်ရက်ွက်လုံခြုံရေးအဖွဲ့တွေပြူစောတိတွေကလူမိုက်ကိုင်းနေနဲ့ပေါင်းပြီးပြန်ပေးဆွဲတယ်လူရောင်းစားတဲ့ကိစ္စကိုရန်ကုန်မြို့မှာပေါ်ထင်လုပ်နေပါတယ်ကျွန်တော်ခြံထားတဲ့ရှုပ်ဝက်ချက်တစ်ခုသိချင်နေပြီလားအဲ့လူမိုက်တွေအဲ့ကလေးတွေအများကြီးကိုဖမ်းထားတဲ့နေရာကျွေးကိုင်းတဲ့နေရာအဲ့ဒီလူမိုက်ကွန်ရက်ကြီးအခြေစိုက်ရာနေရာဟာလိုင်တာယာဖြစ်ပါတယ်လိုင်တာယာထူးချောင်းမှာတွားရွေးရတယ်ရန်ကုန်တစ်မြို့လုံးမှာလူပြောက်ရင်အုပ်ကြီးတွေကတဆင့်နေပြေကန်လူမိုက်တွေနဲ့ဆက်သွယ်ထူးချောင်းမှာတွားရွေးရဲဆိုတဲ့ကောင်တွေတကောင်မှစောက်သုံးမကြသလိုရဲချုပ်ကနေရန်ကုန်တိုင်းဝင်ကြီးချုပ်လုံနေတဲ့အောင်နိုင်သူဆိုတဲ့ပုဂ္ဂိုလ်ဟာလေဘာအရေးချင်းမှမရှိပါဘူးလိုင်တာယာထူးချောင်းမှာ30နဲ့ကိုယ်တိုင်ရွေးအသက်အရွယ်ခန္ဓာကိုယ်တောင့်တင်းရင်350 360 380ဒါရန်ကုန်မှာတကယ်ဖြစ်နေတယ်ရန်ကုန်သူရန်ကုန်သားတွေကိုနဲ့မဆိုင်ဘူးလို့နေကြဗျာကျွန်တော်တို့ကဂျားတွေကငထွာခါနာပြီးနေရတာကျွန်တော်တို့နိုင်ငံကကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့ပြည်သူလူထုကိုစစ်တပ်နောက်ခံအားကိုးနဲ့ပြူစောတိဖွဲ့ပြီးဒီလိုလုံနေတာကိုမခံနိုင်လို့ထွက်ပြောနေရတဲ့အခြေအနေနောက်တော့ရန်ကုန်မှာခင်ဗျားတို့တခါတည်းပြောလိုက်မယ်နော်တိုက်ခန်းတန်းခန်း3ခန်းပိုင်တဲ့လူတွေတခါတည်းအမြန်ရောင်းတာပါအများစွာပိုင်ပြီးတော့ငွေမဲတွေနဲ့ငွေကစားတဲ့အခြေအနေကြောင့်မြေကွက်တိုက်ခန်းနဲ့ပတ်သက်ပြီးမိမိနေထိုင်တဲ့အိမ်ကလွဲပြီးတော့နောက်တဲ့တခန်းပိုပိုင်ရင်ရန်ကုန်မန္တလေးအစရှိတဲ့နေရာတွေမှာမြေကွက်တိုက်ခန်းကိစ္စတွေနဲ့ပတ်သက်ပြီးတိမ်ယူမှုတွေရဲ့တိုက်ခန်းတခန်း300ဆိုရင်330 340အခွန်ဆောင်ရမယ့်အခြေအနေတွေဖြစ်လာဖို့အခုရန်ကုန်လွတ်တော်ဆွေးနွေးနေပါပြီ။နီးပေါင်းစုံနဲ့ပစားတို့ကိုငွေညှစ်ယူမှာဖြစ်တယ်။လက်ကြီးပိုင်းနေစစ်တပ်နဲ့နီးစပ်တဲ့ကောင်တွေကတော့ဒီရပိုင်းတွေမှာအဓိကရန်ကုန်ဆိုမြောက်တကုံလိုနေရာမျိုးမှာကွန်ဒိုတွေတိုက်ခန်းတွေအပါဝင်ရန်ကုန်တစ်မြို့လုံးလက်ကြီးပိုင်းစစ်တပ်နဲ့နီးစပ်တဲ့ကောင်တွေကတော့ခက်မြန်ထုတ်ရောင်းနေပါတယ်။အိမ်ချမ်းမြေဈေးကွက်ကြီးမကြခင်ပြိုကျမှုကြီးဖြစ်ပါလိမ့်မယ်။တခါတည်းပြောရတယ်နော်အဲ့တော့အမိမေသားရေနေငါတိုင်းပြည်မှာဥပဒေမဲ့ဘသူအားကိုးလို့အားကိုးရမှမသိတဲ့ရန်ကုန်ကအခြေအနေတွေဖြစ်ပါတယ်လိုင်သာယာထူးချောင်းမှာလူပြန်ပေးဆွဲခံရရင်တွားရွေးကြဈေးနှုန်းကပေါက်ဈေးအမျိုးမျိုးရှိတယ်လူပြောက်ရင်ရဲစခန်းမှာမတိုင်နဲ့အုပ်ချုပ်ရေးမှုနဲ့တဆင့်လူမိုက်တွေကိုဆက်သွယ်ပြီးလိုင်သာယာထူးချောင်းမှာပြန်ပေးဆွဲတဲ့လူတွေစုထားတယ်ရန်ကုန်တိုင်းရဲတပ်ဖွဲ့အကောင်ကြီးစောက်ယူတွေလို့ကျွန်တော်ကဒီနေရာကနေပြောလိုက်တယ်ကိုမျက်ခွက်ကိုရှက်တက်ရင်ခွေးချီးပုံနဲ့ပို့လိုက်ကြနောက်တစ်ခုထပ်ပြောအောင်မယ်အရှက်မရှိဂုံတိတ်ကမရှိတဲ့စစ်တပ်ဘိုးဘူးတောင်းထိုက်ဆိုတဲ့ကောင်ပြင်ဦးတွေစစ်တပ်ကိုကောင်ရှမ်းပြည်မြောက်ပိုင်းမှာကြားပြန့်လောက်တာကြားပြန့်တွေထွက်ပြေးနေရတယ်နောက်လျှောက်ဖမ်းလို့ပြင်ဦးတွေစစ်တပ်ကတူကသူ့ရဲ့အုတ်ထုတ်ကိုတင်ပြီးဂိတ်တွေဖြတ်ပေးနေတယ်ရှမ်းမြောက်ကပြေးလာတဲ့ကြားဖြတ်နေမန္တလေးကိုအကုန်ပို့ပေးနေတယ်တယောက်ကို350နဲ့ဘုံမူတောင်းထိုက်အပါဝင်သူ့ရဲ့လောက်ငယ်သားတွေအားလုံးမန္တလေးကိုကြားဖြတ်တရုတ်တွေကိုအစစ်စင်းမရှိပို့ဆောင်တဲ့လုပ်ငန်းကြီးလုပ်နေတယ်အဲ့ဒီကြားဖြတ်တရုတ်တွေဒီမှာငွေမဲတွေပါလာမန္တလေးမှာမြေတွေဝယ်မတန်တဆဈေးတွေတက်တိုင်းပြည်စီးပွားရေးနဲ့တိုင်းပြည်လူမျိုးတစ်ခုလုံးပြည့်စည်နေတာအဲ့ဖက်စစ်တက်ကကောင်းနေနာမည်ကတော့ဘုံမူတောင်းထိုက်ဆိုတဲ့ကောင်းနေပဲဖြစ်ပါတယ်
နော်ဒီလိုအခြေအနေကြီးတွေဖြစ်နေပဲမယ်လေဗျာမန္တလေးမှာဘာတွေဖြစ်နေလဲမန္တလေးသူမန္တလေးသားတွေသိပါတယ်တိုက်စီကိုရဲမငားရဘူးတိုက်စီသမားပဲတိုက်စီသမားကပဲလူငယ်တွေလာငားရင်စစ်တပ်တဲ့ဖမ်းပို့မလားအဲ့ဒီငားတဲ့လူငယ်တွေကလည်းအဲ့တိုက်စီသမားကိုတတ်သွားမလားဒီလိုအခြေအနေကြီးဖြစ်နေရန်ကုန်မှာဒါပေမဲ့ခင်ဗျားတို့တောင်မြုံပွဲမှာတော့စီကားနေတယ်မလားအမှတ်သေးကြီးမရှိကြပါဘူးဗျာမန္တလေးမြို့မြောက်ဘက်တောင်မြုံမင်းကြီးနောင်နတ်ပွဲဆိုပြီးတော့ဒီနေ့ကတော့စီကားတဲ့ကားလမ်းနေပိတ်ကုန်နေဆိုပဲမန္တလေးမတရားမိုးကုတ်ပြူစောတိတွေကြီးစိုးထားတဲ့ရွာတောင်ပြုံးပွဲဝင်မှာတောင်ပြုံးပွဲဝင်ကြီးကို8000ပေးရတဲ့ရင်ရနာက1000ပွဲတော်အဝင်မှာဂိတ်ဖွင့်ကောက်နေတယ်ခင်ဗျားတို့ကတော့ပျော်နေတော့မှာပဲစက်ပွဲတွေလောင်းကစားပွဲတွေထည့်ပြီးမစီစီအောင်လောက်ကိုင်းထားတဲ့တောင်ပြုံးပွဲနော်တိတ်ရှင်လာစရာကောင်းတဲ့တိုင်းကြီးအမတ်သေးခြင်းမရှိတဲ့ငါတို့လူမျိုးကျွန်တော်တို့လူမျိုးလွန်ခဲ့သောလပိုင်းကဗျာမှတ်မိသေးလားမကွေးကပခုတ်ကူတီကိုရှင်ဖျားပွဲမှာဖျားပွဲစီကောင်းအောင်စမ်းရည်မိုးဇက်ထည့်ပြီးကကိုင်းတယ်ပါမစ်ပေးလိုက်တယ်ပေါ့ဗျာပခုတ်ကူမှာမလေးဇက်ကြည့်ဖို့တန်းစီပြီးငိုယိုနေတဲ့အောင်မလေးအုံထားနေတဲ့အချိန်မှာပခုတ်ကူနဲ့မိုင်အနေငယ်ဝေးတဲ့မြစ်ချီမှာအမျိုးသမီးပေါင်း10နဲ့ကြီးမရင်းကျင့်ခံရပြီးတပ်ဖြတ်ခံအိမ်ထောင်ကြီးမီးရှို့ခံရတယ်ဗျာတိတ်ရှက်ဖို့ကောင်းတဲ့အတိုင်းကြီးခင်ဗျားတို့ဇက်ပွဲတွေကြည့်ပြီးအော်ဟေ့မြူတူပျော်ပါနေတဲ့အချိန်မှာခင်ဗျားတို့နဲ့မိုင်းနဲ့ငယ်ကွာတဲ့မြစ်ချေမှာဗျာခင်ဗျားတို့ရှက်တက်ရဲ့လားလို့ကျွန်တော်ကမေးချင်တာဗျာဒီနေ့အတူကျွန်တော်မေးသလိုပဲမေးခွန်းထုတ်ဖို့ကျွန်တော်ကိုယ်တိုင်လည်းပြက်ကွက်နေတာတွေရှိမယ်ခင်ဗျားတို့ကိုယ်တိုင်လည်းမေးခွန်းမထုတ်တတ်ကြဘူးလားတော်လိုင်းရေးနိုင်ငံရေး PDF အစရှိတယ်တော်လိုင်းရေးအင်အားစုတွေရဲဘော်တွေမေးခွန်းမထုတ်တတ်ဘူးလားမေးခွန်းထုတ်ဖို့လိုလာတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့အခုတွေ့နေရပါတယ်မေးခွန်းထုတ်ဖို့လိုလာပါပြီနိုင်ငံရေးသမားတွေဆိုတဲ့ကောင်တွေပြောသမျှမျက်စိစုံမိတ်လက်ခံနေတဲ့ပြဿနာဟာဒီနေ့တိုင်းပြည်အဖက်ဖက်မှာရုံရင်းပြစီးနေတယ်လို့စစ်တပ်ရဲ့အကြမ်းဖက်မှုအာဏာငန်းဖက်မှုကိစ္စကြောင့်လဲတိုင်းပြည်ကဘုံလဲအောင်ပြိုကျနေပြီတရားခွင်တစ်ခုမှာနှစ်ဖက်တင်ပြတဲ့တပ်တွေရှေ့နေတွေ cross မေးခွန်းတွေမေးကြတယ်ဗျာအစစ်စေးမေးမြန်းနေနဲ့မေးခွန်းတွေမေးဖို့လိုပြီအခု NUCC ကိုခင်ဗျားတို့မေးခွန်းမေးလား NUCC ကတမိုင်းမှာတူနိုင်မရလောက်တဲ့စီဝီညီညွတ်ကြီးပါတို့ဆိုပြီးတော့မဆားရဝခမန်းတွေပြောခဲ့တယ် NUCC တွေကနေ NLD အစရှိတဲ့ KNU အစရှိတဲ့အဖွဲ့တွေထွက်သွားပြီးတော့ NUCC ကြီးနေထိတန်သွားရတယ် NUCC ကလူတွေကိုအပြစ်ပြောတာမဟုတ်ဘူးနော်မဆားရဝခမန်းပြောတဲ့လူတွေကိုစကားကိုတာဝန်ယူခဲ့သလားဒီမေးခွန်းနောက်တော့10-20ခွန်ဖြစ်တယ် TNL MNDAA ဖက်ဒရယ်ပြည်ထောင်စုကြီးကိုဥဆောင်မှုပေးတော့မယ်ဆိုပြီးတော့တပ်ပုံတွေရိုက်တင်ဖက်ဒရယ်ပြည်ထောင်စုတာဝန်တွေကိုခင်ဗျားတို့ပခုံးပေါ်လွှဲအားလိုက်ပြီဆိုတာခင်ဗျားတို့ကြားဘူးနဲ့လားတွေ့ဘူးလေမလားတမိုင်းမှာတစ်ခါမှမရှိတဲ့တိုက်ပွဲကြီးဖြစ်တယ်ဒီလိုနဲ့စစ်တပ်ကမင်းအောင်လှိုင်ကို TNL ကသမ္မတကြီးမင်းအောင်လှိုင်ဖြစ်အတိမတ်ပြုပါတယ်ဆိုတော့ MNDAA ကသူလိုချင်တဲ့နယ်မြေရသွားတယ်ဆိုတော့အဲ့ပြောခဲ့တဲ့လူတွေခုနဖက်ဒရယ်ပြည်ထောင်စုကြီးကိုဥဆောင်မှုပေးတော့မယ်လို့ပြောခဲ့တဲ့လူတွေကခင်ဗျားတို့မေးဘူးသလားခင်ဗျားတို့ဘာလို့အဲ့လိုပြောခဲ့တာလဲကဲတယောက်တစ်မျိုးပြောခဲ့ကြတာဗျာငရုတ်သီးဝယ်စုစီဝယ်စုဒီတွေခေါ်နဲ့ဒီလိုအခြေအနေတွေအောက်မှာအခုလာပြီး6နေပြေတော့မယ့်အချိန်မှာ SCEF လုပ်တယ်ကြိုးစိုးတယ်ထောက်ခံတယ်သဘောတူတယ်ဒါပေမဲ့အရင်လူကပြောခဲ့တဲ့စကားတွေကိုစကားတော်ကိုတာဝန်မယူရဲတဲ့လူတွေထွက်ပြောနေရင် SCEF စုဖွဲ့မှုကဘယ်ကဲတော့ဘယ်ချမ်းသာဆိုပြီးအခုထပ်ပြီး lobby လုပ်ကြပြန်ပြီပြောကြပြန်ပြီ SCEF ကစုဖွဲ့မှုကိုကျွန်တော်တို့လေးစားယုံကြည်တယ်တန်ဖိုးထားတယ်လက်ခံတယ်ကြိုးစိုးတယ်
ဒါဆိုရင်လွန်ခဲ့သော6နှစ်က SCEF လို့ဘာလို့မဖွဲ့နိုင်ခဲ့ကြတာလဲဆိုရင်မေကွန်း SCEF ကအထိုင်ပုံစံဟာငကို NUCC မှာရှိပြီးသားပုံစံလွန်ခဲ့သော6နှစ်မှာယုံကြည်မှုတည်ဆောက်မှုမလုပ်ဘဲ6နှစ်ကြာမှတစ်ခါနောက်ထပ်တစ်ဖွဲ့ promotion လုပ်ကြပြန်ပြီဒီမေကွန်းတွေကိုဘယ်မီဒီယာမေးလဲဘသူမေးလဲမနေ့ကပဲကျွန်တော်မီဒီယာတွေသတင်းတွေကိစ္စကျွန်တော်ပြောပြီးသွားပြီအဲ့တော့ SCEF မှာမတူတဲ့ကောင်းမွန်တဲ့အချက်တစ်ချက်တော့ကျွန်တော်တို့တွေ့ရတယ်စစ်မဟာဗျူဟာအဖွဲ့လို့ပါတယ်စစ်ရေးရရင်ဆိုင်နိုင်မယ်လို့ KNU စစ်ဦး KNL စစ်ဦးစီးချုပ်ဘောကျော်ဟဲစောဘောကျော်ဟဲပေါ့ဗျာနော်ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ KIA စစ်ဦးစီးချုပ်အပါအဝင်ပေါ့ NUG ကကာကွယ်ဝင်ကြီးကအတွင်းမှုလုပ်ပြီးပါတာကိုတွေ့ရတယ်အားရစရာကိစ္စတစ်ခုဖြစ်ပေမဲ့မယုံရဲနဲ့နောက်တစ်ခုကမေးခွန်းမေးရမယ်အခြေအနေဖြစ်ပါတယ်မေးခွန်းမေးကြရမယ်ယုံကြည်တယ်ထောက်ခံတယ်မေးခွန်းတော့မေးရမယ်အခု2021ထဲကနေဒီကနေ့အထိပြောလာတဲ့စကားတွေကျွန်တော်တို့မျှော်လင့်ချက်တွေတဖြည်းဖြည်းနဲ့သူတို့ပြောသမျှကိုမယုံကြည်တော့တဲ့နောက်မှာယုံကြည်မှုနဲ့တော်လှန်ရေးဟာထပ်တူအချိုးညီတယ်ဗျတခါမကနှစ်ခါတရုံးစားမှန်းချီးမှန်းမသိနှစ်တုံးစားလဲချီးမှန်းမသိဖြစ်နေတယ်ကျွန်တော်တို့ဘဝဖြစ်နေပြီလားလို့တွေးရင်ကျွန်တော်တို့သာအပြစ်တင်မိတယ်ဗျခင်ဗျားတို့ရောအဲ့လိုတွေးမိသလားနောက်ထပ်ကစားပွဲတွေလားတကယ်တော်လိုင်းနိုင်အောင်တိုက်မယ်အစုအဖွဲ့ကြီးလားကျွန်တော်တို့ထမ်းတင်ရမလားကျွန်တော်တို့ဝိုင်းပါရမလားဘာလုပ်ရမှန်းမသိဘာမေးခွန်းမှဘယ်မီဒီယာဆိုတဲ့လူကမှမမေးတဲ့အခြေအနေကိုလေစိတ်ပြတ်စွာတွေ့ရပါတယ်ကျွန်တော်အင်တာဗျူးမဲ့လက်ခံမလားမေးကြည့်လိုက်ပါလက်မခံပါဘူးလက်မခံ